လက်ရှိအာဏာရမြန်မာစစ်အုပ်စုအဖွဲ့ကိုအရေးယူဖို့ရအတွက်အာဆီယံဥက္ကဋ္ဌဖြစ်တဲ့ဖိလစ်ပိုင်အထက်လွှတ်တော်အမတ်လီယန်ဒီလင်မန်ကပြပြသားသားကိုတက်ကြွပါတယ်ဒါတကယ်ကိုအားရစရာကောင်းတဲ့အချက်လက်ဖြစ်တယ်ဆိုတော့မြန်မာနိုင်ငံမှာကျူးလွန်နေတဲ့စီးရဆွဲမှုတွေအတွက်မဲအွန်လိုင်းနဲ့စစ်အုပ်စုကို ICC တို့ ICJ နဲ့ကုလသမဂ္ဂလုံခြုံရေးကောင်စီတို့မှာထိရောက်အရေးယူနိုင်အောင်ဆောင်ရွက်ဖို့ဖိလစ်ပိုင်အစိုးရကိုအထက်လက်တော်အမှဖြစ်တဲ့လင်းဒီလမန်ကတောင်းဆိုလိုက်တယ်။အဲ့တော့ဇီဘမြို့မှာကျင်းပနေတဲ့အာဆီယံထိပ်သီးအစည်းအဝေးတွေသူမှထုတ်ပြန်ခဲ့တဲ့ကြေညာချက်အချက်လက်အခိုင်အမာနဲ့အခုလိုတတိပေးလိုက်တာဖြစ်တယ်။ဒါကမြန်မာပြည်သူတွေအတွက်ကတော့နည်းနည်းတော့ပြောစရာကောင်းတဲ့အချက်လက်လို့ပြောလို့ရတယ်။ဒါလည်းတကယ်လည်းဒေသဖို့လည်းကောင်းတယ်။နောက်ပြီးလို့ရှိရင်ဒါမဲအောင်လိုင်းကိုခုလက်ရှိအာဆီယံထိပ်သီးအစည်းအဝေးမှာလည်းတက်ရောက်ခွင့်မပြုထားတာဖြစ်တယ်။တဲ့ဟန်ပြလောက်ရတွေကိုတော့ခေဖျားမခံပါနဲ့ဒါအခုလီယန်ဒီလမန်ကပြောတဲ့အရာဖြစ်တယ်ဟန်ပြလောက်ရတွေကိုခေဖျားမခံပါနဲ့စစ်အုပ်စုကလှုပ်ဆောင်နေတဲ့အတူပြောင်းရွေးကောက်ပွဲပြီးမဲအောင်လိုင်းကိုတမဒအဖြစ်တင်မြောက်တာတွေဟာတရားမဝင်တယ်လို့တောင်ဆန်းစုကြည်ကိုနေအကျဲချုပ်ပြောင်းတာနဲ့အကျဉ်းသားအချို့လွှတ်ပေးတာနိုင်ငံတကာအမြင်ကြီးအောင်လုပ်တဲ့စစ်ရဲမပါတဲ့ဟန်ပြလောက်ရတွေဖြစ်တယ်ဆိုမှသူကထုတ်ပြန်ထားတယ်ဒါတကယ်ပြတ်သားတဲ့စကားလုံးတွေဖြစ်တယ်ဒီစစ်အုပ်စုပေါ်မှာဒီလက်ရှိအာဆီယံခေါင်းဆောင်ဖြစ်တဲ့ဖိလစ်ပိုင်ကမြင်တဲ့အရာကပြတ်သားရှင်းလင်းတဲ့အရာဖြစ်တယ်တွေးဆွခဲ့တဲ့2026မလာ2026ခုနှစ်မလာအတွင်းမှာလည်းစစ်အုပ်စုရဲ့လေကြောင်းတက်ခတ်မှုကြောင့်အရသား900ကျော်ဒါလည်းပြတ်သားတော့ပေါ်ထုတ်တာအာဆီယံဥက္ကဋ္ဌကိုတောင်းဆိုတဲ့အဓိကအချက်များမှာတရားဝင်မှုမပေးရစစ်အုပ်စုရဲ့ဟန်ပြမြေကောက်ပွဲနဲ့တရားမဝင်လွှတ်တော်ကိုပြတ်သားစွာညှင်းပယ်ဖို့အခုစစ်အုပ်စုကနေလွှတ်တော်ခေါ်တဲ့အစိုးရဖွဲ့တဲ့မဲအောင်တဲ့ဓမ္မတာဖြစ်ပါတယ်ထို့ရအားလုံးတစ်ခုမှသူကအတိအမှမပြုရလုံးဝတရားဝင်ခေါ်မပေးရဆိုမှသူကတောင်းဆိုထားတယ်တောင်ဆန်းစုကြည်ကိုချွင်းချက်မရှိလွှတ်ပေးရတဲ့တောင်ဆန်းစုကြည်အပါဝင်နိုင်ငံရေးအကျဉ်းသားအားလုံးကိုချွင်းချက်မရှိလွှတ်ပေးဖို့ကပြတ်သားတာတောင်းဆိုတယ်နိုင်ငံတကာတရားရုံးများနဲ့စစ်အုပ်စုကို ICJ UNCH တို့မှာအရေးယူနိုင်အောင်အာဆီယံကတွန်းအားပေးဖို့လိုအပ်တယ်ဆိုတဲ့အကြောင်းတော့ထည့်သွင်းပြောတယ်။နောက်စစ်မှန်တဲ့အင်အားစုနဲ့လက်တွဲရတဲ့တရားဝင်ဒီမိုကရေစီအများစုတိုင်းရင်းသားအဖွဲ့အစည်းများနဲ့ပူးပေါင်းဆောင်ရွက်ဖို့မြန်မာပြည်သူတွေအစစ်မှန်ဆန္ဒဖြစ်တဲ့ Federal Democracy ပေါ်ထွန်းရေးအတွက်ဖိလစ်ပိုင်အစိုးရအနေနဲ့အာဆီယံတွင်ပြတ်သားတဲ့ဆုံးဖြတ်ချက်တွေချမှတ်ဖို့ရန်လိုအပ်တယ်ဆိုမှလင်ဒီလမန်ကအလေးနဲ့တိုက်တွန်းထားတာပေါ့ဒီဒါကတော့ဖိလစ်ပိုင်ရဲ့အထက်လွှတ်တော်အမှဖြစ်တယ်ဆိုတော့ဒါတော်တော်လေးအားရစရာကောင်းတဲ့အချက်ဖြစ်တယ်ကျေးဇူးလက်တင်ပါတယ်ဒီလိုမျိုးမြန်မာပြည်သူတွေပေါ်မှာစေတနာထားပေးတဲ့အတွက်လည်းကျေးဇူးတင်တယ်နော်ဒါလေးလာပြောတာ